ဘူခုံးနဲ့လုံးဝတူနေတဲ့နား6ဖက်မြောက်ကိုဗုဒ္ဓကလွဲပြီးကြံတဲ့သူတွေဘာကြောင့်မခွဲခြားနိုင်ရတာလဲရှုပ်အားလုံးပဲမင်္ဂလာပါဒီအကြောင်းအရာကိုသိချင်ပထမဆုံးနား6ဖက်မြောက်ရဲ့အစွမ်းတွေကိုအရင်သိမှရပါမယ်ကဘာဦးစာရောမြောက်လေးမျိုးရှိပါတယ်နံပါတ်1ညံရီထက်မြက်တဲ့ကြောက်တုံးမြောက်သူကပြောင်းလဲခြင်းအတတ်ပညာတွေကိုတက်မြောက်နိုင်ပါတယ်ခြေတာယာတွေကိုရွှေပြောင်းနိုင်တဲ့အစွမ်းရှိပါတယ်သူကနတ်ကြောက်တုံးကနေမွေးဖွားလာတာဖြစ်ပြီးဘယ်အရာကိုမဆိုမြန်မြန်ဆန်ဆန်သင်ယူနိုင်စွမ်းရှိပါတယ်နံပါတ်2နား6ဖက်မြောက်သူကတော့ဝူခုံးကိုလိုက်တူခိုးတဲ့မြောက်ပါကဘာပေါ်မှာရှိတဲ့အတန်တွေအားလုံးကိုကြားနိုင်ပါတယ်အတိတ်နဲ့အနာဂတ်ကိုမြင်နိုင်ပါတယ်လူတွေရဲ့စိတ်ကိုလည်းဖတ်နိုင်ပါတယ်သူတစ်ပါးရဲ့စွမ်းရည်တွေကိုလည်းခိုးယူတူခိုးနိုင်ပါတယ်နံပါတ်3ရှင်ရံမြောက်ရှင်နဲ့ရံသဘောတရားကိုနားလည်ပါတယ်လူတွေရဲ့ကိစ္စရက်တွေကိုလည်းသိပါတယ်တေချင်းတရားကိုလည်းရှောင်လဲနိုင်တဲ့ရှိပါတယ်သူကရေပြေကိုထိန်းချုပ်နိုင်တဲ့အစွမ်းရှိတယ်လို့လည်းသိရပါတယ်နံပါတ်4လက်မောင်းရှည်မြောက်နေနဲ့လောက်ကိုဖမ်းဆုံနိုင်ပါတယ်တောင်တွေကိုချုပ်နိုင်ချဲ့နိုင်ပါတယ်ကန်တရားရဲ့အနှိမ့်အမြင့်တွေကိုလည်းနားလည်တယ်လက်မောင်းအလွန်ရှည်ပြီးခွန်အားအလွန်ကြီးမားတဲ့မြောင်မျိုးစိတ်ဖြစ်ပါတယ်ဝူခုံးဆရာကြီးရှိပူတီစီမှာပညာသင်နေတော့ကနား6ပဲမြောက်ဟာဝူခုံးရဲ့တင်ကြားမှုမှန်တရားကိုနားထောင်ပြီးခိုးယူနေခဲ့တာပါဘာလို့ဝူခုံးမှာပြစ်မှတ်ထားကူးယူရတာလဲအဖေကရှင်းပါတယ်သူကအနာဂတ်ကိုကြိုမြင်နေရလို့ပါပဲအနာဂတ်မှာဝူခုံးကဘာကောင်ဖြစ်မယ်ဘယ်လိုကျမ်းမယ်ဆိုတာကိုသူကသိနေကြလို့ဝူခုံးကိုပြစ်မှတ်ထားခဲ့တာပါနောက်တစ်ချက်ကဝူခုံးကသူ့လိုပဲမြောက်တစ်ကောင်ဖြစ်နေလို့ပါပဲဒီနေရာမှာသတိထားသိချင်တာကနား6ပဲမြောက်ဟာဝူခုံးရဲ့အစွမ်းတွေကိုအတူခိုးယူနိုင်ပါတယ်နား6ပဲမြောက်ဟာသုံးဝူခုံးရဲ့မျက်နှာအသင်မျိုးကိုပဲအတူခိုးခဲ့တာမဟုတ်ပါဘူးသူ့ရဲ့အသွေးသားအရေးပြားအမွေးမြင့်တစ်ခုချင်းစီကဝူခုံးရဲ့ DNA အတိုင်းဖြစ်အောင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်Joining to the West ဇာကားထဲမှာဝူခုံးကရုပ်ပြောင်းရုပ်လွယ်အတတ်ပညာနဲ့မိစ္ဆာတွေရဲ့ပုံစံတူပြောင်းတာကိုခဏခဏတွေ့ရမှာပါဒါပေမဲ့အခုနား6ပဲမြောက်ဖြစ်စဉ်နဲ့မတူပါဘူးဒါကရုပ်ပြောင်းရုပ်လွယ်အတတ်ပညာနဲ့ပုံစံတူပြောင်းထားတာမဟုတ်ပါဘူးဒါကြောင့်လဲနတ်ဖျားရဲ့နတ်မျက်စိနဲ့ကြည့်တဲ့အခါအတူရောင်တွေဖုံးကွယ်ထားတဲ့အလွှာတွေကိုမတွေ့ရပဲအသားနဲ့အယိုးအစ်စ်ကိုပဲမြင်နေရတာပါပိုပြီးအံ့ဩစရာကောင်းတာဝူခုံးရဲ့တော့ရူယီဂျင်ဂူဘန်မှာဒီတော့ကနဂါမီစီကရခဲ့တဲ့ထူခြားတဲ့တန်ကြောင်းအစ်စ်ပါနား6ပဲမြောက်ကဒီတော့ရဲ့အလေးချိန်စွမ်းအင်နဲ့အတွင်းပိုင်းတတ်ထုဖွဲ့စည်းပုံကိုပါတူအောင်ဖန်တီးနိုင်ပါတယ်ဝူခုံးရဲ့ဒုတ်ကတန်အစ်စ်ဆိုရင်နား6ပဲမြောက်ရဲ့ဒုတ်ကလည်းတန်အစ်စ်အဖြစ်ပြောင်းလဲသွားတာပါတနည်းအားဖြင့်ပြောရရင်ဝူခုံးရဲ့ပုံစံတူပြောင်းလဲထားတာတဲ့ဝူခုံးနောက်တစ်ကောင်မွေးဖားလာတယ်လို့ပြောရင်ပုံမှန်မှလိမ့်မယ်ဝူခုံးကသူ့ကိုဘာလို့အနိုင်မယူနိုင်ရတာလဲနား6ပဲမြောက်ကဝူခုံးရဲ့82မျိုးသောပြောင်းလဲခြင်းအတတ်ပညာနဲ့တိုင်းကွက်များအားလုံးကို100% copy ယူထားတာပါပြီးတော့ဝူခုံးရဲ့စိတ်နေစိတ်သားတွေကအစကြိုသိနေလို့ပါပဲမိတ်ဆွေတယောက်မေးထားတဲ့ကုန်းမှန်လေးကိုဒီနေရာကပဲပြန်ဖြေပေးလိုက်ပါမယ်အာလန်ရှမ်းရဲ့တတိယမျက်လုံးကရောနား6ဖက်မြောက်ကိုခွဲခြားနိုင်လားဆိုတဲ့မေးခွန်းပါပဲဆရာကြီးဝူချမ်းရဲ့ရေးသားခဲ့တဲ့အနောက်ရက်သို့ခီးသွားခြင်းဝိထုထဲမှာနား6ဖက်မြောက်ဖြစ်စဉ်မှာအာလန်ရှမ်းရှိမနေခဲ့ပါဘူးဒါပေမဲ့ fact တွေအချက်လက်တွေကိုကာပြီးဖြေသွားပေးပါမယ်အာလန်ရဲ့တတိယမျက်လုံးကမှော်အတက်နဲ့အယောင်ဆောင်မှုတွေကိုထိုးထွင်းသိမြင်နိုင်ပါတယ်ဒါပေမဲ့နား6ဖက်မြောက်က82ပါသောရုပ်ပြောင်းရုပ်လဲမှော်အတက်နဲ့အယောင်ဆောင်ထားတာမဟုတ်ပါဘူးဝူခုံးရဲ့ရုပ်ပိုင်းဆိုင်ရာရောစွမ်းအားပိုင်းဆိုင်ရာရောပါ molecular level အကုန်လုံးကိုထပ်တူဖြစ်အောင်ကူးထားတာပါဒါကြောင့်အာလန်ရဲ့တတိယမျက်လုံးထဲမှာလဲဝူခုံး2ကောင်ပဲပေါ်နေမှာပါနား6ဖက်မြောက်ကိုခွဲခြားနိုင်မှုကြိုးစားရတဲ့အထဲမှာကွမ်ရင်မဲတော့ကောင်းငင်မောင်ကနတ်မှန်ထန်ဆရာတော့သူတို့ကုံလုံးမခွဲခြားနိုင်ခဲ့ပါဘူးသူတို့2ဦးကိုခွဲခြားနိုင်တာတော့ရှာရှာပါပါ2ဦးပဲရှိပါတယ်တဦးကတော့အားလုံးသိတဲ့အတိုင်းဗုဒ္ဓမြတ်စွာဘုရားပါနောက်တဦးကတော့ငရဲပြည့်ငရဲခွေးကြီးသို့မဟုတ်ငရဲသားကြီးပါငရဲပြည့်ငရဲခွေးကြီးကဘာလို့သိရတာလဲသူကဘာလို့သိရတာလဲဆိုတဲ့အချက်ကနား6ဖက်မြောက်ရဲ့အစွမ်းကိုပြန်ပြီးတံပြန်နိုင်လို့ဖြစ်ပါတယ်ငရဲခွေးကြီးကလည်းစัจ java တစ်ခုလုံးမှာရှိတဲ့တက်ရှိတွေရဲ့နှလုံးခုန်တန်းကိုနားထောင်နိုင်စွမ်းရှိပါတယ်သူကမြေကြီးပေါ်မှာနားကိုကတ်လိုက်ယုံနဲ့နတ်လူမိစ္ဆာတိရစ္ဆာန်အားလုံးရဲ့ဇင်းမြစ်ကိုခွဲခြားနိုင်ပါတယ်နား6ပဲမြောက်ကရုပ်ပိုင်းဆိုင်ရာ molecule တွေကိုတူအောင် copy ထားနိုင်ပေမဲ့သူ့ရဲ့မူလဝိညာဉ်ရဲ့အတန်ကိုတော့ဝူခုံးနဲ့တူအောင်မလုပ်နိုင်ပါဘူးဒါကြောင့်ငရဲခွေးကြီးကနားထောင်လိုက်တာနဲ့ဘသူကအစ်စ်ဘသူကအတူလဲဆိုတာချက်ချင်းသိသွားပါတယ်သိရက်နဲ့ဘာလို့မပြောခဲ့ရတာလဲဒါဒီဇလိုင်းရဲ့အရေးကြီးဆုံးပိုင်းမှာအကြောင်းရတော့နား6ပဲမြောက်ရဲ့အစွမ်းကသုံးဝူခုံးနဲ့ထပ်တူပါပဲငရဲပြီးမှရှိတဲ့နံမင်းတွေနဲ့စစ်တီတော်တွေကဝူခုံးတစ်ကောင်တည်းကိုတော့မနိုင်နိုင်ပါဘူးခုလိုဝူခုံးတစ်ကောင်တိုက်ခိုက်ရင်ငရဲပြီးပြက်စီးသွားနိုင်ပါတယ်ဒါကြောင့် तू ကငါသိပေမဲ့ဒီမှာတော့ထုတ်ပုံမပြောနိုင်ဘူးဗုဒ္ဓမြတ်စွာဘုရားစီမှာပဲအဆုံးဖြတ်ခံယူပါဆိုပြီးလိမ္မာပါဏာစာလမ်းညွှန်လိုက်တာပဲဖြစ်ပါတယ်ငရဲခွေးကြီးက तू ကဝူခုံးအတုနဲ့အစိရခြားနာချက်ကိုပဲသိနေုံနဲ့မကပါဘူးကံကြမ္မာကိုပါမြင်နေရတာပါဒါကြောင့်ဗုဒ္ဓဘုရားစီကိုပဲလက်လွဲလိုက်တာဖြစ်ပါတယ်ဒါဆိုရင်နား6ဖက်မြောက်ကဘာလို့ဗုဒ္ဓစီကိုတောင်လိုက်သွားရဲရတာလဲအဓိကကတော့သူ့ရဲ့ရည်မှန်းချက်ပါသူ့ရဲ့ရည်မှန်းချက်ကဝူခုံးကိုအစားထိုးပြီးထန်ဆိုင်ရဲ့တပည့်ဖြစ်ကျမ်းစာသွားယူဖို့ပါဗုဒ္ဓသာ तू ကအစ်စ်လို့အတိမဲ့ပြုတ်ခဲ့ရင်လောကမှာဘယ်သူမှသူ့ကိုအတုလို့မပြောနိုင်တော့ဘူးလို့တွေးခဲ့လို့ပါဒါကြောင့် तू ကအော် nothing အကုန်ရရင်ရမရရင်ချဆိုတဲ့စိတ်နဲ့လောင်းကြီးထက်ခက်လို့ပါပဲဗုဒ္ဓကဘာလို့ခွဲခြားနိုင်ရတာလဲ
နတ်တွေအားလုံးကသူတို့ရဲ့နတ်မျက်စိအမြင်နဲ့ပဲကြည့်ကြတာပါသူတို့ကြည့်တဲ့အခါပုံစံချင်းတူနေတာနဲ့တကောစွမ်းရင် DNA ကအစတူနေတာကြောင့်ဝေခွဲမြတ်ဖြစ်ကုန်ကြတာပါဗုဒ္ဓကတော့အမြင်ကိုအာမကုပဲတပ်ပြညူဒညံတော်နဲ့ဇင်းမြစ်ကိုကြည့်ခဲ့တာပါဗုဒ္ဓကဒီလိုပြောခဲ့ပါတယ်လောကမှာထူးခြားတဲ့မြောက်၄မျိုးရှိတယ်နား၆ဘက်မြောက်ဟာအရာရာကိုကြားနိုင်ပြီးအတိတ်အနာဂတ်ကိုသိနိုင်တယ်လို့သူတစ်ပိုင်းရဲ့အစွမ်းတွေကိုလည်းတူခိုးနိုင်တယ်ဆိုတာပါပဲဘသူကအတုဆိုတာကိုမြတ်စွာဘုရားကဟောကြားကတပိတ်နဲ့အုပ်ပြီးနား၆ဘက်မြောက်ရဲ့အစွမ်းတွေကိုဖျောက်ပစ်လိုက်ပါတယ်အစွမ်းတွေပြောက်နေတော့မှဝူခုံးကရိုက်တက်ခဲ့တာပါဒီနေရာမှာဖြည့်စွပြောချင်တာကတော့ဘော်ရာတို့ရဲ့စိတ်ထဲမှာဝေခွဲမရနိုင်တဲ့အကြောင်းအရာလေးပေါ်လာမယ်ဆိုတာတွေးမိလို့ပါအဲ့ဒါတော့အစွမ်းတွေကိုကူးယူရနေတာပဲဗုဒ္ဓအစွမ်းတွေကွမ်ရဲ့အစွမ်းတွေကိုပဲကူးယူမှာပေါ့ဘာညာဆိုတာပါပဲဗုဒ္ဓက creator level မှာရှိပါတယ်တကယ်တော့နား၆ဘက်မြောက်ဟာသူ့တဲ့ level မြင့်တဲ့သူတွေရဲ့အစွမ်းတွေကိုမကူးယူနိုင်ပါဘူးဟူခုံးအနောက်ရက်ကိုသွားပြီးတော့ညံအလင်းရပြီးဗုဒ္ဓဖြစ်သွားတဲ့ level ဆိုရင်တော့သူမကူးယူနိုင်တော့ပါဘူးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျ